လွန်ခဲ့တဲ့အနှစ်30ကအမေရိကန်ကောင်လေးတစ်ယောက်ဟာမြစ်ထဲကိုပြုတ်ကျသွားခဲ့ပါတယ်။ဒါပေမဲ့အနှစ်30ကြာတဲ့အခါမှာတော့သူဟာတရုတ်နိုင်ငံကစဘာခင်းတစ်ခုထဲမှာထူးထူးဆန်းဆန်းနိုးလာခဲ့တဲ့သူဘာဖြစ်ခဲ့မှန်းကိုမသိတယ်လို့လမ်းပြောင်းနေခဲ့ပြီးတရုတ်နိုင်ငံကစီးကားတဲ့ဈေးတစ်ခုအရောက်မှာတော့တတိလစ်လဲကျသွားခဲ့ပါတယ်။အာနာပိုင်တွေရဲ့အကူအညီနဲ့သူ့ကိုအမေရိကန်လေဆိပ်ကိုပြန်ပို့ပေးခဲ့ပြီးလူဝင်မှုကြီးကြပ်ရေးအေဂျင့်မာဒီမာရီကသူ့မိသားစုကိုရှာဖွေပေးဖို့တာဝန်ယူခဲ့ရတယ်သူ့အကြီးကော်လာမှာဂျက်ကာဂျေကော့ဆိုတဲ့နာမည်လေးရေးထားတာကလွယ်လို့ဘာထောက်ထားပတ်စပို့နဲ့ခီးသွားမှတ်တမ်းမှမရှိတယ်လို့ပျောက်ဆုံးသူစည်ရင်းမှလည်းမရှိပဲလေထဲကနေရုတ်တရက်ပေါ်လာတယ်လို့ဖြစ်နေခဲ့ပါတယ်။နှစ်အတိတ်ကလျှို့ဝှက်ချက်နဲ့အိမ်ပြန်ခီးဂျေကော့ဟာစိတ်ကြံရကြောင်းစကားတစ်လုံးမှမပြောပေမဲ့မာတီကကလေးကြိုက်တဲ့ဘာကာကျွေးပြီးရင်းနှီးအောင်လုပ်ပေးတဲ့အခါဖုန်းထဲမှာအာကေဒီယာမစ်ဆိုရဲမစ်ဇူရီပြည်နယ်အာကေဒီယာမြို့ဆိုပြီးရိုက်ပြခဲ့ပါတယ်။မာတီကသူ့ကိုကားနဲ့ခေါ်သွားပြီးအိမ်ရှိရောက်တဲ့အခါလိပ်စာပုံးမှာဝိုင်စတန်လန်ဆာတန်လို့ရေးထားတာတွေ့ရပါတယ်။အိမ်ထဲကထွက်လာတဲ့အသက်60အရွယ်အဖိုးဟင်နရီကသူ့မှာဂျေကော့ဆိုတဲ့သားတစ်ယောက်ရှိခဲ့ဘူးပေမဲ့လွန်ခဲ့တဲ့30နှစ်ကတည်းကတည်ဆုံသွားခဲ့ပြီလို့ပြောပါတယ်။ဒါပေမဲ့ဂျေကော့ကသူတို့သားဖားနှစ်ယောက်ပဲတည်တဲ့စကားထားဖြစ်ဖားတစ်ကောင်ကိုဖြောဆက်ထဲထည့်ရင်ဘာဖြစ်မလဲအနီနဲ့အစိမ်းရောင်ဖြစ်ပြီးတနာရီမိုင်တန်းချီပြေးတယ်ကိုပြောလိုက်တဲ့အခါဟင်နရီစွန့်သွားခဲ့ရတဲ့အမေဖြစ်သူလူစီဝူဆော့ကလည်းဂျေကော့ကိုချက်ချင်းမှတ်မိပြီးဝမ်းသာအားရဖက်လဲပါတော့တယ်။ဓာတ်ပုံဟောင်းတွေကဂျေကော့နဲ့အခုပြန်ပေါ်လာတဲ့ဂျေကော့ဟာတပုံစံနဲ့တူနေခဲ့ပါတယ်။သုံးမယုံကြည်နိုင်စရာအမှန်တရားနဲ့နောက်ထပ်ထူးဆန်းမှုများဂျေကော့ရဲ့အတော်ဒေါက်တာမက်ကီရဲ့အမေဟာဂျေကော့ကိုကယ်ရင်ရင်းနှစ်တည်ဆုံခဲ့ရတယ်လို့မိသားစုကထင်နေခဲ့တာပါဒါပေမဲ့ဂျေကော့ပြန်ပြောပြချက်အရတကယ်တော့ဂျေကော့ကသူ့တော်ကိုကယ်ဖို့ကြိုးစားခဲ့တာဖြစ်ပြီးအဲ့ဒီနေရာမှာသူတို့အပြင်အခြားမျိုးသားတစ်ယောက်ကရှိနေခဲ့ပြီးအတော်ဖြစ်သူရဲ့လက်မောင်းကိုကင်ထားခဲ့တယ်လို့သိရပါတယ်ဒီအတော်အတွင်းမှာပဲ DNA နာစစ်ဆေးချက်အရဂျေကော့ဟာဟင်နရီရဲ့သားရင်းဖြစ်ကြောင်းအဖြေထွက်လာပေမဲ့ဟင်နရီကတော့သူ့လက်နဲ့ကိုယ်တိုင်မြင်မြုပ်ခဲ့ရတဲ့သားဖြစ်လို့မယုံကြည်နိုင်ပဲရုန်းကန်နေရပါတယ်မြို့ကဖုံးတော်ကြီးတွင်ထံမလဲ